ဒါဒုရ20အသွား24လက်မှအယိုး10လက်မှပေါင်းရင်တော့34လက်မှရှိစစ်စီးသားလေးဘိုးဘကဆောက်ယူကမုံကြည့်နေတယ်လို့နော်ဒါမန္တလေးကမှားတယ်ဒါလေးတွေဈေးနှုန်းကတော့2သိန်းခွဲတစ်ချောင်းနဲ့2သိန်းခွဲဒိန်လဲပါနော်အကုန်ပါနော်တချို့ကမဒိန်ပါလာဒီမှာအသက်4တက်တေချာလေးတက်ရလောက်ပြီတရုပ်ဆက်ကဲတရားကြည့်လိုက်ရနော်တရားကြည့်အောင်လည်းပြပြီပြည်တယ်ရဲ့